San Francisco ရဲ့ Priority Pass Lounge မှာလေယာဉ်မထွက်ခင်မနက်စာသွားစားမယ်။ပတ်စံချွေသားခြင်းလို့မနက်6နာရီလေယာဉ်ဝယ်လိုက်တယ်ဆိုတော့အိမ်ကနေမနက်4နာရီလောက်ထွက်ဖြစ်ပါတယ်။မနက်4နာရီခွဲလောက်လေဆိပ်ရောက်တယ်။အရှိမတွေ့ရတာကတော့ Priority Pass Lounge ရဲ့ entrance Priority Lounge က Business Class Lounge နဲ့ဆင်ပါတယ် Chase တို့ American Express တို့ရဲ့တချို့ credit card တွေသုံးရင်ရတဲ့ benefit တစ်ခုပါဒီ credit card တွေမသုံးမဲနဲ့ Priority Pass Lounge ကိုလည်းပတ်စံပေးပြီးဝင်လို့ရပါတယ်တခြားနိုင်ငံရဲ့တချို့လေဆိပ်တွေမှာလည်း Priority Pass Lounge ရှိရယ် Lounge အထက်ရောက်ပါပြီမနက်စာသွားစားမယ် Buffet style breakfast menu ပါဒီနေ့ breakfast menu ကတော့ scrambled egg ကြက်ဥကြော်နောက်ပြီးတော့ turkey sausage ပြီးတော့ညီမအရန်ကြိုက်တဲ့အာလူဒါကတော့ chia seed pudding အပေါ်ကတည့်သီး topping အားလုံးပဲစားကြပါအောင်ရှင်အရင်အင်္ဂိုင်းနေလို့လိမ္မော်ရင်2ခွက်လောက်တောက်လိုက်ပါတယ်အနောက်မှာတွေ့ရတဲ့အတိုင်းပဲ lounge ထဲမှာတဖြည်းဖြည်းနဲ့လူတွေများလာပြီးဘိုင်းမဝသေးလို့ထပ်စားပါမယ် oatmeal စားရင်ကောင်းမလားဒါမှမဟုတ်ရင်ဆန်ပြုတ်စားရင်ကောင်းမလားဆိုပြီးစဉ်းစားနေတာနောက်ဆုံးတော့လဲဆန်ပြုတ်ရွေးလိုက်ပါတယ်မနက်စာကိုအပြော့စာစားရတာပိုကြိုက်တော့အိမ်မှာလဲ oatmeal တို့ဆန်ပြုတ်တို့စားဖြစ်ပါတယ်ဖြော်ရည်တို့ coffee တို့ US station ဒုတိယပကံမှာဒီတစ်ခါတော့အသီးလေးပါထပ်ယူလိုက်တယ်မင်းညမှအင်ကြီးတွေကောက်ထည့်ပြီး2နာရီလောက်ပဲအိတ်လိုက်ရတယ်ခုတော့တော်တော်လေးအိတ်ရပြက်နေရလေရင်ပေါ်ရောက်တာနဲ့ပြန်အိတ်လိုက်အောင်မယ် lounge ရဲ့ထမင်းစားတဲ့နေရာပတ်လဲစားပြီးပြီဆိုတော့အိမ်နာခဏသွားမယ်ညီမတော့လေစိတ်စင် outfit တစ်ခုပဲရှိပါတယ်အထက်က t-shirt အင်ကြီးအပြင်က hoodie အနွေးတယ်ပြီးတော့ sweatpantsလေယာဉ်ပေါ်မှာ comfortable ဖြစ်ပြီးအိပ်လို့ရတဲ့ outfit ဒီ lounge မှာရေချိုးလို့ရတဲ့ shower room လည်းပါတယ် transit လုပ်ရတဲ့ခီးသည်တို့ international trip သွားတဲ့ခီးသည်တို့အတွက်အဆင်ပြေပါတယ်မနက်ကအိမ်ကနေလောနဲ့ထွက်လာတာဆိုတော့အလားလည်းမပြင်ပြဘူးစပင်းကြီးကလည်းရှုပ်ပွားနေတယ်အခုကတော့ညီမစီမဲ့လေယာဉ်ဂိတ်ကိုသွားနေပါတယ်ဘယ်သွားနေရလဲသိချင်တယ်ဆိုရင်အဆုံးထိကြည့်ပေးပါလေယာဉ်ဂိတ်ရောက်ပါပြီဟုတ်ပါတယ်ညီမကတော့အခု LA သွားနေတာဖြစ်ပါတယ်လေယာဉ်ချိန်နီးနေပြီဆိုတော့ boarding လုပ်လိုက်ပါအောင်မယ် LA မှာဘယ်နေရာတွေသွားရလဲဘာတွေလုပ်ခဲ့တာလဲသိချင်နေဆိုရင်နောက်ဗီဒီယိုလေးမှာဆက်လက်ကြည့်ရှုပေးပါရှင် Thank you